ဒီဂရီဘယ်လောက်ရှိပါသလဲ စဝိုင်းတစ်ခုမှာဒီဂရီဘယ်လောက်ရှိပါလဲဆို90ဘူးတဲ့ညဆန်းမေးခွန်းလေးတွေကိုညဆန်းပဟေလိကျွန်တော်အဖြေညှိကြမယ်မင်းတို့ဘယ်လောက်သိလဲကျွန်တော် knowledge ဘယ်လောက်ရှိလဲမင်းတို့ကျွန်တော်လည်းပို့ပြီးတော်ကြမှာပါနော်အဲကြောင့်ကျွန်တော်လည်းတူလိုက်ပြီးတော့ညဆန်းမေးခွန်းလေးတွေကိုအဖြေချကြရအောင် okay let's go မိငယ်တဲ့မိကိုရွေးချယ်ပါ မင်းတို့မိငယ်တဲ့မျိုးကိုရွေးချယ်ပါမောင်ရဲမောင်ပြိုးမောင်လွင်ရှေ့တော့အတိအတိုင်းပဲလည်းလုံးမပေးကြရအများကြီးလေဘယ်လိုထင်လဲ အဖြေမှန်ကတော့ မောင်လွင်တဲ့ ပါလေနေစကြဝဠာအဖွဲ့အစည်းတွင်အသေးငယ်ဆုံးဂျိုကိုရွေးချယ်ပါ နေစကြဝဠာအဖွဲ့အစည်းတွင်အသေးငယ်ဆုံးဂျိုရွေးချယ်ပါတဲ့မကျူရီလာ Mars Venus ဒါဆိုရင်မဖြစ်နိုင်လေအသေးငယ်ဆုံး Mercury ကတော့ yes Mercury ဖြစ်ပါလေအန်စာတုံးတစ်တုံးတွင်အဆက်ပေါင်းမီများပါဝင်သည် အဲ့နဲ့နည်းနည်းအဲ့စဉ်းစားပါပြီအန်စာတုံးတွင်အစပ်ပေါင်းမီများပါဝင်သည်6 5 6က9ရယ်ဟို1 2 3 4 2 3 4ဆိုတော့6က4ရယ်ဆိုတော့10 6က4ရယ်ဆိုတော့10 9ရယ်3ရယ်4တစ်ကယ်ဆိုတော့9နှစ်နဲ့ဆို17 17ကဲ10ဆိုတော့20နဲ့1 20နဲ့10 20နဲ့10 20ဆက်မှန်ကတော့20ဆက်ဖြစ်ပါလေ okay ပါ အာရှနယ်ဥရောပနှစ်တိုင်းစလုံးတွင်တည်ရှိနေသည့်နိုင်ငံကိုရွေးပါ အာရှနဲ့ဥရောပနှစ်တိုက်စလုံးတွင်တည်ရှိနေသည့်နိုင်ငံကိုရွေးပါတူရကီရုရှားအီတလီအာရှနဲ့ဥရောပတူရကီအီတလီဆိုတော့ဘာဖြစ်မလဲအာရှနဲ့ဥရောပနှစ်တိုက်စလုံးတွင်တည်ရှိနေသည့်နိုင်ငံဆိုတော့ရုရှား အဖြေမှန်ကတော့ရုရှားနိုင်ငံဖြစ်ပါလေ ရုရှားနိုင်ငံ မနီလာမြို့သည်မြည်သည့်နိုင်ငံ၏ မနီလာ ဖြစ်သည် မနီလာကတော့ကျွန်တော်တို့ဒါကတော့အင်ဒိုနီးရှားဖိလစ်ပိုင်ဆိုတော့အင်ဒိုနီးရှားဖိလစ်ပိုင် ကတော့ဖိလစ်ပိုင်ဖြစ်ပါလေ နည်းနည်းလွဲသွားတယ် မင်းတို့မီမြန်မာနိုင်ငံ မြန်မာနိုင်ငံရဲ့အကြီးဆုံးကျွန်းကိုရွေးချယ်ပါတဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးကျွန်းဘလူးကျွန်းရမ်းပြဲကျွန်းကိုကျွန်းဟုတ်လားမသိဘူး အပြင်းမှန်ကတော့ရန်ပြဲကျွန်းဖြစ်ပါလေ နှစ်ခုမားနေပြီလို့နှစ်ခုမားသွားပြီ နိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါ ပြည်နိုင်ငံရဲ့မြို့တော်တဲ့ဟန်နွိုင်းဖနွမ်းပင်ဟိုချီမင်းဟန်နွိုင်းကတော့ဟန်နွိုင်းဖြစ်ပါလေ အောင်ပြငယ်တော့ ဖူးခတ်ခန့်ရှိတဲ့နိုင်ငံကိုရွေးချယ်ပါ ဖူးခက်ကန်းကြီးရှိတဲ့နိုင်ငံကိုလေးပါတဲ့ဖူးခက်ကတော့ဒါထိုင်းမှာပဲရှိတာပါထိုင်းနိုင်ငံဖြစ်ပါတယ် အပြင်းမှန်ကတော့ထိုင်းဖြစ်ပါလေ yes ဖိလစ်ပိုင်နိုင်ငံ၏ Phuket is in Thailand ဖိလစ်ပိုင်နိုင်ငံ၏ငွေကြေးစနစ်ကိုရွေးချယ်ပါဖိလစ်ပိုင်နိုင်ငံကရူပီဖိလစ်ပိုင်ဒေါ်လာပီဆိုရူပီကအိန္ဒိယဒေါ်လာဖိလစ်ပိုင်ဒေါ်လာပဲဖြစ်ဖို့များတယ်ဖိလစ်ပိုင်ဒေါ်လာပီဆိုကတော့မကြားဘူးဖိလစ်ပိုင်ဒေါ်လာပီဆိုလေ ဒီမှန်ကတော့ပီဆိုဖြစ်ပါလေဘရူနိုင်းနိုင်ငံ၏ငွေကြေးစနစ်ကိုရွေးချယ်ပါ ဘရူနိုင်းဒေါ်လာရင်းဂစ်ရူပီအဲ့တော့ဘရူနိုင်းဒေါ်လာပေါ့နော်ရင်းဂစ်ကဘရန်ဒေါ်လာဘာလို့လဲဆိုတော့ရင်းဂစ်ကမလေးရှားသုံးတဲ့ဟာရူပီကအိန္ဒိယဘရူနိုင်းဒေါ်လာဘရူနိုင်းနိုင်ငံရဲ့ငွေကြေးစနစ်က ဒီမှန်ကတော့ဘရူနိုင်းဒေါ်လာဖြစ်ပါလေ โอเคပါတရားကိုမြည်ပြီးဖြစ်ပြုလုပ်ထားပါတလေ ဒါကတော့ခလေးရစာသိမယ်ထင်ပါတယ်ပြားရည်လိမ္မော်တိကြံပါငယ်တော့ဇာမုန်းလာပြည့်ဆိုကျင်တော့ခုကြအောင်နော် ကြံဖြစ်ပါလေ ဇာမုန်းလာပြည့်နေမှာဆိုရှင်ညာဘက်တွေမှာဆိုရင်သူများအိမ်ကကြံပင်တွေကိုခိုးခဲ့ဘူးလို့ရှိတာကော့ဘက်မှာရေးခဲ့ ခနာကိုကြီးအတန်ရှင်းဆုံးနေရာကပဲနေရလဲ လူခန္ဓာကိုယ်ကြီးအတန်ချင်းဆုံးနေရာကဘယ်နေရာလဲရှာစပင်မျက်လုံး အဖြေမှန်ကတော့မျက်လုံးဖြစ်ပါလေစဝိုင်းတစ်ခုမှာဒီဂရီဘယ်လောက်ရှိပါသလဲ စဝိုင်းတစ်ခုမှာဒီဂရီဘယ်လောက်ရှိပါလဲဆို90 180 360
360ဒီဂရီဖြစ်ပါတယ် 360 တမီတာတဲ့မီလီမီတာမြည်များရှိသည်နိ အဲ့ဒါတခါဘူးတူတခါမှန်နော်1မီတာဟိုတဲ့မီလီလီတာဘယ်လောက်ရှိလဲ1မီတာ100မီလီလီတာလား1000မီလီလီတာတော့1000မီလီမီတာဖြစ်ပါတယ် 1000မီလီလီတာနော် မျက်လုံးမပိတ်နိုင်တော့တလိษံကိုရွေးချယ်ပါ မျက်လုံးမပိတ်နိုင်တော့လိမ့်ဆန်ကတော့ငွေ9စီးကွက်ဆိုတော့ငါသိရင်တော့မျက်လုံးမပြူးနေ အဖြေမှန်ကတော့9ဖြစ်ပါတယ် โอเคပါဒါထူးစမ်းတယ်နော်ဒီအားထူးစမ်းတယ်နော် တွေ့တာနဲ့လိုင်းငိမ့်တက်တဲ့တလိษံကိုရွေးပါ ဒီတိရစ္ဆာန်တော့ကဘာမှာအထူးစမ်းဆုံးနော်မီးလောင်တာကိုတွေ့တာနဲ့လိုက်ငိမ့်တက်တဲ့တိရစ္ဆာန်ကိုရွေးပါတယ်ကြံ့တယ်ညင်းကြရတယ်လူဝင်နဲ့ကျွန်တော်ကတော့လူဝင်လို့ထင်တယ်သိမလားကြံ့တော့မြင်းကြလို့ဆိုတာဘာမှမဆိုင်ဘူးတက်တူတော့မြင်းကြဆိုအသေးငယ်တယ်ဘာပတ်ပြေးနေဟိုကြံ့ အဖြေမှန်ကတော့ကြံ့ဖြစ်ပါလေမတ်တဲ့ ကြံ့တော့အချောင်းတစ်ချောင်းနဲ့နော် ရွေးပါ မတည့်ရပြီးအဲ့တဲ့လိမ့်ဆန်ကိုရွေးပါတယ်စင်မြင်းစိတ်ဒါတော့မြင်း အဖြေမှန်ကတော့မြင်းဖြစ်ပါလေ ကျွန်တော်မှ3ခုလား4ခုလားသိရှိပါ နီယောင်ကိုမုန်းတဲ့တလိษံကို အနီရောင်မောလိမ့်ဆန်ကိုရွေးပါတဲ့ကျွဲငယ်တော့အနီရောင်ဝင်အဲ့ကျွဲရှည်ဖြတ်မလျှောက်ရဘူးကျွဲခတ်မှာဆိုလို့ အဖြေမှန်ကတော့ကျွဲဖြစ်ပါလေတော့မပါတဲ့တလိษံကိုရွေးပါ ခယူလက်မွေယောခယူကလည်းသွားပါတော့လက်ခယူ အဖြေမှန်ကတော့ခယူဖြစ်ပါလေ အဲ့လက်မှာလည်းမပါဘူးလို့ကြားဘူးလေဘာလို့လဲလက်ကသူတဖုံးနဲ့ပဲကြိုက်တာလေကြားဘူးတာပဲဒါပေမဲ့ခယူမှာလည်းအေးပေါ့ခယူပေါ့ အုံတော့မရှိတဲ့တလိษံကိုရွေးပါ ဒါကတော့ပဇွန်ပေါ့ဟိုတည့်ရတိုင်းပဲကျွန်တော်တို့ကိုယ်ဆရာတွေပါရဆုံးမတဲ့ခါကျမင်းတို့အော်တွေကဒါတော့မသိဘူးလားပဇွန်အုံလောက်တွေနဲ့ပဇွန်အုံလောက်ဆိုတာအဲ့ဒါအကောင့်ပြောတာပေါ့ပဇွန်နဲ့နှိုင်းပြီးအုံလောက်မရှိဘူးလို့နှိုင်းပြောတာ အဖြေမှန်ကတော့ကျန်ကားဖြစ်ပါလေ ကျင်းကား what ဟာမငါ့ကိုလည်းချုပ်လို့ပြရှိပါ okay ဒီနေ့ကတော့ဒီလောက်ပါပဲပဇွန်မလည်းရှိသလားလို့မရှိဘူးလားမလားအုံတော့ပဇွန်မလည်းမရှိပါဘူးဒီနေ့ကတော့ okay ဒီလောက်ပါပဲအောက်မှာလည်း comment မှာရှာရေးလို့ရပါတယ်ဘယ်နှခုမှန်လဲဆိုတဲ့အကြောင်းကျွန်တော်ကတော့9ခုလောက်6ခုလောက်မှားသွားပါတယ်အားလုံးပဲဒီနေ့ကတော့ဒီလောက်ပါပဲ good night ပါ